ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒါရင်ခွင်သစ်ခေယားနေပြီးတော့ပကြေးကုမပါကျွန်တော်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ဒီကလေးတယောက်ပေါ့နော်ကလေးတယောက်လာပေးတယ်ဆိုတော့ဘာတွက်လာပေးလဲသူ့မှာအခက်အခဲပါရှိလေပေါ့နော်အကြောင်းတစ်ခုခုကြောင့်ပဲဒီကလေးကိုသူမကြည့်နိုင်တာပဲဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်လူရင်းတူရင်းပဲမေးလိုက်မယ်ဒါအလူရှင်တွေလည်းသိအောင်တခါလေကျရင်ကျွန်တော်ဒူးမဲ့နှုံးမို့ဒီပါလေဆိုတာကပေါ့နော်ဒါအလူရှင်တွေရှိရပဲကျွန်တော်တို့ကပြန်ပြီးတော့မှအလူခံရတာဖြစ်တယ်ဒါကြောင့်မို့လို့ကလေးတယောက်စီတိုင်းကိုကျွန်တော်ဗီဒီယိုရရခြင်းဖြစ်တယ်ပြီးတော့တက်တဲ့အထောက်ထားလည်းဖြစ်အောင်ပေါ့နော်ဟုတ်ကဲ့အခါပြောပါမေးရလားကျန်စစ်သားအဲ့ဒါဟိုမော်ဆက်မဟုတ်လားမော်ဆက်ကနေပြောင်းလာတာအခုမှပြောင်းလိုက်ပြီလားဟုတ်ကဲ့ကိုမမဟုတ်တော့ဆိုတော့ဒီကလေးလေးကအတက်ဘယ်လောက်ရှိပြီလဲပြီးတော့ဘာလေးလဲပေါ့နော်3လကျော်ပြီးယောက်ျားလေးဘာဖြစ်လို့လာပို့ရတာလဲသမီးမအမေကိုစေးုံတရားမှအခက်ခဲလေးတွေရှိတယ်အဲကြောင့်ယောက်ျားမရှိဘူးလားမရှိဘူးကွဲနေတယ်ကွဲသွားတာလားကွဲသွားဆိုတော့ဟိုပါပေါ့ဒီကလေးလေးကလေးလာတဲ့ဝင်နေပြီပေါ့ဟုတ်ကဲ့ယောဂပါရှိဘာမှမရှိအာမလို့အာဟာရတော့ချိုးတဲ့နေတယ်နော်ဟုတ်ကဲ့လုံးဝလက်ကလေးအမှန်ဆို3လကလေးဆိုတာ3လကျော်ကလေးဆိုတာဒီလိုပုံစံမျိုးတော့မဟုတ်ဘူးနော်ဝဲဒီမှာပေါက်နေလားမဟုတ်ချင်းကြိုက်တယ်ဟုတ်လားချင်းကြိုက်ချင်းမကြိုက်တာနော်ချင်းအောင်မရှိဘူးဟုတ်လားဦးဒီကလေးကိုပို့ပြီးရင်ဘာလုပ်လဲအလုပ်လုပ်ပြီးအမကိုစေးုံတင်ပြီးတော့စေးုံပြကလေးကဘယ်နှစ်ယောက်ရှိတာလားလို့4ယောက်4ယောက်မှာဘယ်ရွယ်ရှိတာ14နှစ်တယောက်14နှစ်တယောက်9နှစ်တယောက်4နှစ်ကျော်တယောက်တို့ကလေးတွေကတော့သူ့ကိုသူကြည့်စရာမလိုတော့ဒီကလေးကြတော့ဒုက္ခခက်ခဲရောက်တာပေါ့နော်သူ့အဖေရောသဘောတူလားဒီကလေးကိုလာပို့တာသူ့အဖေသဘောတူတယ်သူ့အဖေကဒီကလေးကသူနဲ့ရတဲ့ကလေးမဟုတ်ဘူးလို့ဆိုပြီးပြောလို့အဲ့လိုပြောတာသူ့အဖေရဲ့အဖေမေရောရှိသေးလားသူ့အဖေရဲ့အမေပဲရှိတယ်အဖေမရှိတော့ဒီကလေးနဲ့ပတ်သက်ပြီးတော့သူတို့တခုခုဟွာပေါ့သိလားဒီလိုလာပို့မယ်ဆိုတော့သိမသိတကယ်လို့သူတို့မသိပါဘူးသူလာပို့လိုက်တာပါကျမတို့ကတော့ကျမတို့ပြန်ခေါ်မယ်အဲ့လိုမျိုးပြောရင်ဟုတ်လို့တော့မပြောဘူးသမီးကတော့မှဒီကလေးကြောင့်လည်းသူတို့ပြဿနာရှာတာသူသားရဲ့ကလေးမဟုတ်ဘူးဆိုပြီးတော့အဲ့လိုပြဿနာရှာဒါဆိုဒီကလေးလေးကိုသူတို့ဖခင်ဘက်ကလည်းလာခေါ်ဖို့စီစဉ်မရှိဘူးအကားဘက်ကလည်းပြန်လာခေါ်လို့မရတော့နော်ခေါ်နောက်စဉ်းစားအောင်မလားရတယ်နဲ့မဟုတ်သမီးပေးတရက်နေ့လောက်စဉ်းစားအောင်မလားမစဉ်းစားဘူးကျွန်တော်စီကိုပို့ပြီးတော့ပြန်ခေါ်လို့အဆင်ပြေတော့နော်ကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့ကလေးတယောက်ကိုခေါ်ပြီးပြီဆိုရင်ကျွန်တော်ကဒီလိုဖိစက်ကထားတာမဟုတ်တေချာပြုစုပြောထောင်ပေးတယ်ပြီးရင်ပညာရေးပြီးရင်ဒီကလေးဘာထူးချွန်တဲ့လဲထူးချွန်တဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ကဒီကလေးတွေကိုမြင့်တင်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကလေးဥမာကြီးလာလို့အင်ဂျင်နီယာဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားဆရာမဖြစ်ရင်လည်းဖြစ်သွားတူနာပြုလည်းဖြစ်ရင်ဖြစ်ဆရာဝန်ဖြစ်ရင်လည်းဖြစ်သွားတယ်ဆိုတော့သူ့ရဲ့ဟိုပါပေါ့နော်ချင်းပြောမှဆိုတော့သူ့ရဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်မြင့်တင်ပေးရမှာဆိုတော့ကျမကတော့ကလေးသတိရလို့ယောက်ျားပြန်လာခေါ်ခိုင်းလို့အဲ့လိုမျိုးဆိုလို့ရှိရင်အဆင်မပြေဘူးเนาะကျွန်တော်တို့လည်းအလုပ်ရှုပ်တယ်သိတယ်မလားဟုတ်ကဲ့ပါဆိုတော့ပေါ့နော်ဒီကလေးလေးရဲ့ဖခင်ကဒီကလေးလေးကသူ့ကလေးမဟုတ်ပါဘူးဆိုပြီးတော့မှသူတို့အငင်းကိုဖြစ်တယ်ဒါကတော့သူတို့ရဲ့ဇနီးမောင်နှံကိစ္စပေါ့နော်ကျွန်တော်ဝင်မရှုပ်ပါဘူးကျွန်တော်အလုပ်လည်းမဟုတ်ဘူးသို့တော့တက်တဲ့အထောက်အထားဖြစ်အောင်ဒါပြောရခြင်းဖြစ်တယ်ကလေးလေးကတော့လက်ရှိအာဟာရချိုးတဲ့နေတယ်ကျွန်တော်နိုင်တဲ့လောက်စူးစမ်းမယ်ဒီကလေးလေးကိုအာဟာရဖွံ့ဖြိုးဖို့အတွက်စူးစမ်းမယ်အလူရှင်နေရှင်မှာလည်းကျွန်တော်တောင်းပြီးတော့ဒီကလေးကိုရောက်အောင်ကျွန်တော်ကြီးပြအောင်လုပ်မယ်ဆိုတာလေးကိုပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ဒါဒလမျိုးနဲ့ကျက်စတာရောက်ကွက်ကနေပြီးတော့မှကလေးကိုလာပို့ရခြင်းဖြစ်တယ်အကိုင်းရဲ့နာမည်ကအမောင်အေးမဗမာလူကအေးမကလားလူကအမောင်ပေါ့နော်ဒီကလေးလေးကိုလုံးဝအပြတ်သက်စွန့်လိုက်ပြီနော်ပြန်လဲလာခေါ်လို့မရတော့ဘူးနော်โอเคဘာပြောချင်သေးလဲဗီဒီယိုမှာပြောတော့သမတို့မျိုးစေးုံတင်ဖို့အခက်အခဲဖြစ်လို့ပဲသမကလေးကိုလာပေးလိုက်တာစေးုံတင်ရတော့နော်ပထမတစ်ခေါက်တင်လိုက်သေးတယ်ကျွန်တော်လာကူညီပေးသေးတယ်လေနောက်တစ်ခေါက်အခုအဲ့ရနေဆင်းလာပြီးတော့18ရက်ကြာတယ်စေးုံအခုနောက်တစ်ခေါက်ပြန်ပြီးတော့ဖောပြီးတော့အဲ့လိုပြန်မောတာတွေကြက်တာတွေဖြစ်လာတယ်အဲ့အတက်ကြီးယောဂဆိုတော့လေဒါကတော့ဖြစ်တတ်ပါတယ်ဆိုတော့ဒီနေ့ကနေစပြီးတော့ဒီကလေးကကျွန်တော်တို့ကလေးဖြစ်သွားပြီနော်ကားတော့ဘာမှမဆိုင်တော့ဘူးမစင်းလည်းမစင်းသားတော့ဘူးစဉ်းစားဖို့အချိန်ယူမယ်ဆိုရင်တော့တရက်နေ့ပေးဦးမယ်ရတယ်မစင်းသားတော့နော်โอเคဒါကတော့အတိတက်တဲ့အထောက်ထားဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုကလည်းစာချုပ်စာတမ်းကလည်းလှုပ်ထားပြီးသားပါ
ကျွန်တော်ကတော့ကလေးတွေကိုခေါ်ပြီးဆိုရင်ဘာလုပ်လဲဆိုနံပါတ်1ရက်စကန်ထောက်ကန်စာနံပါတ်2ကတော့ရောက်ကွက်ထောက်ကန်စာဘာကြောင့်ယူရလဲဆိုရင်တချို့ကကလေးကိုကလေးမဟုတ်ပဲနဲ့မှာအဲ့လိုမျိုးလုတ်တက်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရောက်ကွက်ထောက်ကန်စာကဘာကြောင့်လဲဆိုတော့သူကလေးမှန်ကန်ကြောင်းဒါမွေးခြင်းလည်းမရှိဘူး မွေးစီမလောက်ရသေးတယ် မလောက်ရသေးတာပတ်စံမရှိလို့နောက်တစ်ခုကလည်းဟိုပါပေါ့ဘယ်လိုပြောနာမည်လည်းမပေးရသေးဘူးเนาะနာမည်လည်းမပေးရသေးဘူးဆိုတော့ကျွန်တော်သဘောနဲ့ပဲကျွန်တော်ပေးမယ်ဟုတ်တယ်မလားโอเคဆိုတော့ဒါလေးကိုတင်ပြရခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်းပဲရင်ဝင်သစ်ကြောက်ကလေးလာပို့ပြီးဆိုနံပါတ်1ကတော့ရက်စကတ်ထောက်ကန်တာ2ကတော့ရောက်ကွက်ထောက်ကန်တာအဲ့ဒီနှစ်ခုပါမှကလေးလက်ခံပေးလို့ရတယ်သူတို့အကြောင်းအောင်တော့ဒါကျွန်တော်တို့ကသိနေတဲ့အတွက်ကြောင့်မလို့မတောင်းတော့ဘူးပေါ့เนาะမတောင်းတော့ဘူးရောက်ကွက်ကလည်းသိတယ်ဒါဟိုပါပေါ့သူတို့နေတဲ့ရောက်ကွက်ကလည်းသိနေတယ်ဒီကလေးကသူတို့ကလေးဆိုတာဟုတ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ